တိုင်းသူ့ဒုံတရမျိုးဆိုတာတစ်ချိန်တုန်းကထင်ရှားရှိခဲ့ဘူးတဲ့အဲ့ဒီမျိုးကိုဆိုရတဲ့မင်းကြီးကမိဖုရားပေါင်းများစွာရှိတော်လည်းပဲသာသမီတယောက်မှမထွန်းကားဘူးလို့ဆိုတယ်သာသမီမထွန်းကားတဲ့အခါကျတော့နောက်တစ်ချိန်မှာတိညွန့်နန်းလေဟာအတွက်စိုးရင်ရတဲ့အတွက်ကြောင့်ဘုရင်ကြီးကမိဖုရားတွေကိုသားစုပန်ခိုင်းနေတဲ့အဲ့ဒါလိုသားစုပန်ခိုင်းတဲ့အခါကျတော့သားစုပန်ညတယ်အဲ့တော့အဲ့လိုသားစုပန်တဲ့အခါမှာမိဖုရားခေါင်းကြီးကဥပုသ်တင်းတွေစောင့်ထိန်ပြီးတော့သားစုကိုမြင့်မြင့်မားမားရည်ရွယ်ခြင်းမှန်မှန်နဲ့ပန်တဲ့အတွက်ကြောင့်ဗြဟ္မပြည်ကတတ္တဝါတူဘုရားလောင်းမှာပဲအဲ့ဒီမိဖုရားခေါင်းကြီးရဲ့ဝမ်းပါဝင်ပြီးတော့ဖြစ်တယ်တဲ့ဗြဟ္မပြည်ကနေလာတာအဲ့လိုနဲ့မွေးဖွားလာတဲ့အခါကျတော့တတိုင်းပြည်လုံးမှာရှိကြတဲ့တိုင်းသူပြည်သားတွေရဲ့စိတ်နှလုံးကိုအလွန်တရာမှရှင်ပြုံးစေတဲ့အတွက်ကြောင့်ဒီမင်းသားလေးကိုဥဒိယပတ္တမင်းသားလို့နာမည်ပေးတယ်။ကောင်းစွာဖြစ်လာတဲ့ပုဂ္ဂိုလ်လို့အဓိပ္ပာယ်ရတယ်နော်။ဥဒိယဆိုတာဖြစ်ခြင်းပတ္တဆိုတာကောင်းတယ်။အဲ့လိုမျိုးဥဒိယပတ္တမင်းသားဘုရားလောင်းလူလောကမှာလူရဲလို့လာဖြစ်ပြီးမကြခင်မှာပဲသူ့လိုပဲဗြဟ္မပြည်ကဗြဟ္မတယောက်သုတိစိတ်ကြပြီးတော့အဲ့ဒီရှင်ဘုရင်ကြီးရဲ့နောက်ထပ်မိဖုရားတူရဲ့ဝမ်းမှာမိန်းကလေးလေးတယောက်လာပြီးတော့ဖြစ်ပြန်နေတယ်သူကဗြဟ္မမဖြစ်ခင်တော့ကမိန်းကလေးဖြစ်မယ်နဲ့တူပါတယ်အဲ့ဒီ